မျိုးသမီးများနေ့မှာအမျိုးသားကသူ့အမေအတွက်50 gram ရွှေလက်ကောက်တစ်ကွင်းဝယ်ပေးခဲ့တယ်။ချွေးမဖြစ်သူကိုလည်း10 gram ရွှေဆွဲကြိုးတစ်ပုံးပေးတယ်။သမီးဖြစ်သူတောင်ရွှန်1000နီးပါးတန်အသားရည်ထိန်းပစ္စည်းတွေရခဲ့တယ်။ဒါပေမဲ့အဖေကဇနီးတွေအတွက်မြဲပေးဖြစ်တဲ့လက်ဆောင်ကအဝတ်လျှော်ဆက်ပြာရည်ပဲပေးခဲ့တယ်။ဒီလိုလက်ဆောင်ရတာဟာသူမအတွက်ပထမဆုံးမဟုတ်ပါဘူး။နှစ်ပေါင်း30လုံးမွေးနေ့ချစ်သူများနေ့မျိုးသမီးများနေ့တိုင်းမှာခင်ပွန်းကအမြဲဆက်ပြာရည်တစ်ထုပ်ပဲပေးခဲ့တာပါ။ဒီအိမ်အောင်ရေးမှာသူမဟာအမြဲနှိမ်ချခံခဲ့ရတယ်။သမီးဖြစ်သူကတော့မကြည့်ရတော့ပဲ။ကွာရှင်းလိုက်ပါလို့ပြောလာတယ်။နောက်ဆိုသမီးမေမေကိုလှုပ်ကြွေးမယ်။မေမေကဖေဖေအပေါ်မျှော်လင့်ချက်ရှိနေသေးတာသိတာပါတယ်။အဲဒီနောက်သမီးကနေ့တိုင်းမျိုးသမီးများနေ့မှာပန်းဝယ်ဖို့ဖေဖေကိုတတိပေးနေခဲ့တယ်။ဖေဖေကလည်းအမြဲတတိပေးတယ်။ထွက်ခါနီးမှာမေမေဘာကြိုက်လဲဆိုတာကိုတေချာမေးခဲ့သေးတယ်။ဒါပေမဲ့နေ့လယ်စာစားချိန်မှာထုတ်ပေးလာတာကအရင်လိုပဲဆက်ပြာရည်ပဲဖြစ်နေတယ်။နှင်းစီပန်းစားဆက်ပြာရည်နဲ့ပဲရလာတယ်။သမီးကအဖေမှားသွားတယ်ထင်ပြီးတခြားလက်ဆောင်ရှိသေးလားလို့မေးတယ်။ဒါပေမဲ့အဖေကပကံဆေးလက်အိတ်တစ်စုံထပ်ထုတ်ပေးတယ်။မင်းမေမေရဲ့လက်အိတ်ပေါက်နေတယ်။ဒီနေ့ဈေးလျှော့ထားလို့ဝယ်လာတာလို့ပြောတယ်။သားနဲ့ချွေးမကလည်းအဖေတိတ်ကယူဆိုင်တတ်တာပဲလို့ချီးကျူးကြတယ်။မေမေကိုလည်းမြန်မြန်သိမ်းပြီးထမင်းစားဖို့ပြောကြတယ်။သမီးတယောက်ပဲမကြေမနက်ဖြစ်ပြီးဘာလို့ဒီလိုလုပ်ရတာလဲလို့မေးတယ်။အဖေကတော့ပန်းတစည်းကိုရွံ100ပေးဝယ်တာပတ်စံဖြုံးတာပဲလို့ပြောတယ်။အဲ့ဒီပတ်စံနဲ့ဆက်ပြာရည်အများကြီးဝယ်လို့ရတယ်လို့ပြန်ဆိုတယ်။သမီးကဒေါသထွက်ပြီးအဖွားကို50 gram ရွှေလက်ကောက်ပေးတယ်။မကြီးကိုလည်းရွှေဆွဲကြိုးပေးတယ်။ကျမကိုတောင်ဈေးကြီးပစ္စည်းတွေပေးတယ်။ဒါပေမဲ့မိမိကပန်းစည်းလေးတစ်စီးပဲလိုချင်တာကိုဘာလို့ဖြုံးတီးတယ်လို့ပြောရတာလဲလို့ပြန်ပြောတယ်။အဖေကတော့သူ့အမေကိုဝယ်ပေးတာတဘာဝတရားပဲလို့ယူဆတယ်။မကြီးကလည်းမိသားစုအတွက်တောင်းမွေးပေးထားလို့ကျေးဇူးရှင်ဖြစ်တယ်လို့ပြောတယ်။သမီးကိုတော့နောက်ပိုင်းချမ်းသာတဲ့သူနဲ့လက်ထပ်နိုင်ဖို့လှအောင်ပစ္စည်းတွေဝယ်ပေးတာလို့ပြောတယ်။ဒါဟာရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ထင်နေတယ်။ဇနီးတွေကိုတော့အိမ်ရှင်မပဲဘာမှမလုပ်ဘူး။ငါ့ကိုပဲမိခိုနေတယ်။ပန်းဝယ်ပေးဖို့မထိုက်တန်ဘူးလို့ပြောလိုက်တယ်။ဒီစကားတွေကြားပြီးအမျိုးသမီးရဲ့စိတ်လုံးဝအေးဆက်သွားတယ်။အမေကတော့သူမနဲ့30လုံးပေးဆက်ခဲ့တာတွေဟာတန်ဖိုးမရှိဘူးဆိုတာသိလိုက်ရလို့ပါ။သမီးကလည်းပို့ပြီးဒေါသထွက်လာတယ်။အဖေကမေမေကိုတမင်ဆက်ပြာရည်ပဲပေးနေတာ။တစ်သက်လုံးအစေခံဖြစ်အောင်လုပ်ချင်တာပဲလို့သိနေတယ်။ဒီတစ်ခါမှရောမေမေကအရင်လိုပဲငြိမ်ခံနေအောင်မလား။ဒါပေမဲ့ထိုင်လိုက်ချိန်မှာပဲအဖေကဆက်ပြာရည်ထုတ်ကိုမေမေစီလန့်ပစ်ပြီးတင်ခိုင်းတယ်။ထမင်းစားရင်းနဲ့ဟင်းတွေငန်းနေလို့အပြစ်တင်တယ်။အမျိုးသမီးကဘာမှမပြောပဲအခန်းထဲပြန်ဝင်သွားတယ်။အဝတ်စားတွေမြန်မြန်သိမ်းပြီးနွမ်းနွမ်းသွားကြစို့လို့သမီးကိုခေါ်တယ်။အဖေကထအော်ပြီးလက်ဆောင်ပေးတာတော့မကျေနပ်ဘူးလားလို့ပြောတယ်။သားနဲ့ချွေးမကလည်းအသေးမွားလေးကိုချဲ့ကားနေတာလို့ပြောတယ်။နှစ်30ပေါင်းပြီးသားပန်းစည်းလေးအတွက်ဒီလိုမလုပ်တင်ဘူးလို့ဆိုတယ်။ချွေးမကလည်းကျမသာဖြစ်ရင်ဝမ်းသာမိမှာလို့ပြောတယ်။အမေကဒါဆိုဆက်ပြာရည်နဲ့လက်အိတ်ကိုနေယူနင်းရွှေဆွဲကြိုးကိုငှပေးမလားလို့ပြန်မေးတယ်။ချွေးမကချက်ချင်းငြိမ်သွားတယ်။အဖေကထပ်ပြီးအိမ်မနေတာပတ်စံမရှာဘူး။စကားပြောခွင့်မရှိဘူးလို့နှိမ်တယ်။သမီးကမကြည့်ရတော့ပဲထမင်းစားပွဲကိုမှောက်လိုက်တယ်။ပြီးတော့သူတို့ဖုံးကွယ်ထားတဲ့အမှန်တွေကိုအကုန်ပြောပြလိုက်တယ်။အပိုင်းဆက်ကိုကြည့်ချင်ကြသေးလားဗျ